အားလုံးပဲမင်္ဂလာပါရှေ့ရမှန်စတီဆက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဆိုစင်တာဖြစ်ပါတယ်မတွေ့ရတာလဲကြာပြီကျွန်တော်ကရီပေးထားတဲ့အရာတွေလည်းမလုပ်ဖြစ်တာကြာပြီကျွန်တော်ဘာမှဟို intro တွေလည်းမလုပ်နေရောဘာအကြောင်းပြောမှလဲဆိုတော့မျော်တလင်းလင်းဆရာရွှေဦးတောင်းရဲ့မျော်တလင်းလင်းလားကျန်မောင်ထွန်းသူရဲ့မျော်တလင်းလင်းလားဒါကိုကျွန်တော်နှိုင်းရှင်ပြီးတော့ review လုပ်ပေးမယ်လို့ပြောထားပြီးတော့ကရီတွေဖြတ်နေတာကြာရင်ပေါ့နော်ဒီနေ့ကတော့ review လုပ်ပေးပါမယ်ကဲဒါဆိုရင်စောက်သားနာကိုကြည့်ပါအထူကိုကြည့်ပါဒါဆရာမောင်ထွန်းသူရဲ့မျော်တလင်းလင်းပါစာမျက်နှာကဒါ988မျက်နှာရှိပါတယ်ဒါဆရာမောင်ထွန်းသူရဲ့မျော်တလင်းလင်းပါပြီးတော့ဒါဆရာရွှေဦးလောင်းပေါ့နော်ဆရာရွှေဦးလောင်းရဲ့မျော်တလင်းလင်းကတော့သူကစာမျက်နှာ200ကျော်300နီးပါးရှိတယ်ပေါ့နော်ပြီးတော့စာအုပ်ရဲ့စဒီလောက်ရှိပါတယ်ဒါဆရာမောင်ထွန်းသူကတော့ပို့ပြီးတော့ရှိရပါကျွန်တော်ကပထမဆုံးဖတ်ဖြစ်တာဆရာမောင်ထွန်းသူရဲ့မျော်တလင်းလင်းကိုကျွန်တော်ဖတ်ဖြစ်တယ်ပြီးတော့မှဆရာရွှေဦးလောင်းရဲ့မျော်တလင်းလင်းကိုကျွန်တော်တွေ့ပြီးတော့ဆရာရွှေဦးလောင်းရဲ့မျော်တလင်းကိုဖတ်ဖြစ်တယ်ဘာကွာလဲဘာသာပြန်တဲ့စာအုပ်ကတော့မူရင်းစာအုပ်ကတော့အတူတူပဲတအုပ်သေးပဲစာရေးဆရာတယောက်သေးပဲရေးတဲ့စာအုပ်ကိုဘာသာပြန်တာဒါပေမဲ့ကျွန်တော်ဆရာမောင်ထွန်းသူကိုဖတ်တဲ့အချိန်မှာစာအုပ်ကထူတယ်ဆရာမောင်ထွန်းသူကစာအုပ်ထူတဲ့အတိုင်းပဲပေါ့နော်ဒါမူရင်းစာရေးဆရာရဲ့အရေးအသားအတိုင်းဒါဘာသာပြန်ထားတယ်လို့ပြောလို့ရတယ်လုံးဝအသေးစိတ်ပါတယ်ပေါ့နော်ရသစာပေကောင်းကောင်းကိုထူထူနဲ့နှစ်ကကာနဲ့အာရပါရဖတ်ချင်နေဆိုရင်တော့ဆရာမောင်ထွန်းသူကိုညွှန်ညင်နေပြီးတော့ဆရာရွှေဦးလောင်းကတော့ဒီစာအုပ်ရဲ့အနေထားရိုင်းပါတယ်ချစ်လက်တယ်ဒီစကားစုတွေကလုံးဝကိုထိထိမိမိနဲ့ရေးတဲ့စာရေးဆရာဆိုတဲ့အတိုင်းပဲเนาะပေါ့စာရေးဆရာဆိုတဲ့အတိုင်းပဲလုံးဝကိုကောင်းတဲ့စာအုပ်ပေါ့နော်ဇာတ်ကြောင်းကိုသိကျင်တယ်ရသစာပေတွေလည်းဖတ်ကျင်တယ်ဒါဟိုပေါ့ပါပါလေးနဲ့လောထိထိမိမိဖတ်ကျင်တယ်ဆိုရင်တော့ဒါဆရာရွှေဦးတောင်းရဲ့မျော်တလင်းလင်းကိုဖတ်ပါနောက်အုပ်ထဲမှာကျွန်တော်ဘယ်စာအုပ်ကိုကြိုက်ဆုံးလဲပေါ့နော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်ဆရာမောင်ထွန်းသူကိုအရင်ဖတ်ဖြစ်တယ်ပြီးတော့မှဆရာရွှေဦးတောင်းကိုဖတ်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒါတူးတယ်ပေါ့နော်တူးတဲ့ခန်းစားချက်အရာဆိုရင်တော့ကျွန်တော်ကဆရာရွှေဦးလောင်းရဲ့မျော်တလင်းလင်းကိုပို့ကြိုက်တယ်။ပေါင်းစောတချို့ရဲ့ဟာတွေဆိုရင်ဒီထဲမှာကြတော့ဆရာမောင်ထွန်းသူကကြတော့အသေးစိတ်ဖြစ်တဲ့အတွက်ဖောင်းပွားတယ်လို့ကျွန်တော်ထင်တယ်။တချို့အရာတွေဆိုရင်ကျွန်တော်ရဲ့ဟာဖတ်ရင်းနဲ့ဒါထူတဲ့ခါကျတော့အဲ့အကြောင်းအရာကို concept မမိလိုက်တာတွေပါလေဖြစ်သွားတဲ့အခန်းတွေရှိတယ်။ဆရာရွှေဦးလောင်းကိုပြန်ဖတ်လိုက်တဲ့အချိန်မှာတော့လုံးဝကိုမတူဘူးပေါ့နော်။ဒါကတော့မျော်တလင်းလင်းရဲ့ရွှေဦးလောင်းလားမောင်ထွန်းသူလားဆိုတာကိုကျွန်တော် share လုပ်ပြီးသွားတာ။ဒါတော့မျိုးကွဲနိုင်တယ်ပေါ့နော်ကိုယ့်အကြိုက်ပေါ်မူတည်ပြီးတော့ကွဲနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်နဲ့ပဲရန်နာလိုက်ပါမယ်တတား